ရှိနေဆိုညီမလေးသိရနော်အေးထွက်မလာလို့ရှင်တော့ဂဲနဲ့တူပါညီမဂဲနဲ့တူမယ်ဘာဖြစ်လာတော့ဟဲ့တန်နာကိုဆိုရဲနှစ်ခုနဲ့နလင်ကွာဆိုတဲ့ခါမှာအခုချက်ချင်းထွက်ခဲ့စမ်းကောင်းပါပြောရလေဘာလဲဒီစောင်းကငါကဲနေရအောင်မနာပြီးစောင်းမငါဖောင်ရောမဒီရမြငါ့ကိုပြောရစီနေဒီလိုမျိုးဆက်ရလေငါလဲလေဒီဟာငါနဲ့ငါကိုဒူလုံးဝတဘောမတူနိုင်ရှင်းလားကောင်းကလေးကိုရှင်းထားတယ်လို့တော့တော့လိုက်ရဒါလေးဘာလဲကာပီစီရှင်းအားနေမှာကြိုင်းလို့ရအောင်တမောက်ချောHa ha ha!